အားလုံးပဲမင်္ဂလာပါရှင် MTT Computer Training Center ကနေပြန်လည်ကြိုဆိုပါရှင်ဒီနေ့မှပြောပြပေးမှာကလျှက်စစ်မီတာဘေးကိုတွက်ချက်တဲ့အခါမှာဘယ် function လေးကိုသုံးပြီးတော့တွက်ရမလဲဆိုတာကိုပြောပြပေးမှာပေါ့နော်အဲ့တော့ဒီသင်ခန်းစာလေးကိုမကြည့်ခင်မှာအရင်သင်ထားတဲ့ပေါ့နော် page မှာတင်ပေးထားတဲ့ if function logical function သင်ခန်းစာလေးရဲ့ nested if သင်ခန်းစာလေးရဲ့လေ့လာထားမယ်ဆိုရင်တော့ပို့ပြီးတော့နားလည်မယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးအမကဒီမှာဆိုရင်မီတာဘေးတွေကောက်ထားတဲ့ပေါ့နော်ဒီမီတာသုံးဆွဲတဲ့သူတွေရဲ့နာမည်တွေနောက် date အလိုက်ပေါ့နော်တလားစာဆိုရင်တလားစာဒါမျိုးလေးတွေရိုက်ထားမယ်ပေါ့နော်ပြီးရင်သူတို့ရဲ့ဒီ unit တွေရှိမယ် unit တွေကအရင်လကဒီသတ်မှတ်ထားအရင်လကကောက်ထားတဲ့ unit တွေရှိမယ်အခုသုံးဆွဲလိုက်တဲ့ unit အခုလက်ရှိ unit ရှိမယ်ဒါဆိုရင်မတို့ကအခုသုံးဆွဲလိုက်တဲ့ unit ကိုလိုချင်တယ်ဆိုလို့ရှိရင် current unit ထဲကနေပြီးတော့ previous unit အရင်လကသုံးဆွဲလိုက်တဲ့ unit ကိုနှုတ်ပြီးလိုက်မယ်ဆိုရင်အခုလက်ရှိသုံးလိုက်တဲ့ unit ထွက်လာမယ်ပေါ့နော်ဒါကြောင့် console unit ကိုလိုချင်ရင် equal ဆိုပြီးတော့ current unit ထဲက minusဒီ previous unit ကိုနှုတ်လိုက်မယ်ဒါဆိုလို့ရှိရင်အမတို့အခုလက်ရှိသုံးဆွဲလိုက်တဲ့ unit တန်ဖိုးလေးထွက်လာမယ်ပေါ့နော်သူ့ကို face လေးဆွဲလိုက်မယ်ဒါဆိုလို့ရှိရင်သူတို့ရဲ့ဒီ consumer တွေအလိုက်သူတို့သုံးဆွဲလိုက်တဲ့ဒီလက်ရှိသုံးဆွဲလိုက်တဲ့ unit ထွက်လာမယ်ဘာလို့လဲဆိုတော့အမတို့ကဒီ unit ကိုသိရမှ unit line ဒီသတ်မှတ်ထားတဲ့ဈေးနှုန်းနေနဲ့အမတို့ကဒီမီတာဘေးပေါ့နော်ဘယ်လောက်ကျရဲဆိုတာကိုတွက်ချက်လို့ရမှာပေါ့နော်အဲ့တော့မတွက်ချက်ခင်မှာမတို့ကဘာလို့နားလဲအောင်အရင်ဦးဆုံးလုပ်ရမလဲဆိုတော့သူက unit လိုက်ဈေးတွေကမတူဘူးသူသတ်မှတ်ထားတာကအိမ်သုံးဆိုလို့ရှိရင်နဲ့တ unit ကနေ unit 900အထိကို125ကျပ်နှုန်းနဲ့ကောက်ပေးပါတဲ့နောက်လုပ်ငန်းသုံးဆိုလို့ရှိရင်တော့901 unit ကနေ unit 9000အထိကို135ကျပ်နဲ့ကောက်ပေးပါတဲ့ဒါမျိုးသတ်မှတ်ထားတာပေါ့နော်အဲ့တော့အမတို့စဉ်းစားရမှာက logical function နဲ့ if function နဲ့တွဲပြီးတော့သုံးမှာဖြစ်တဲ့အတွက် logically အရာစဉ်းစားရမယ်ပေါ့နော်အဲ့တော့စဉ်းစားလိုက်တဲ့အခါမှာ125ကျပ်နှုန်းတွက်ရမယ် unit က unit 900အထိဖြစ်တဲ့အတွက် unit 900နဲ့လည်းညီရင်ညီဒါမှမဟုတ်လို့ရှိရင် unit 900အောက်ရောနေတဲ့ဒီ unit ကိန်းဂဏန်းတွေအားလုံးကတဲ့125ကျပ်နှုန်းနဲ့တွက်ရမယ်ဟာတွေပါတဲ့ဒါဆိုရင်ဒါလေးကလွယ်တယ်ပေါ့နော် less than or equal 900ဆိုပြီးတော့မတို့ကတက်လိုက်မယ်ဆိုလို့ရှိရင်သူ့ကို125ကျပ်နှုန်းနဲ့မြှောက်ပေးလို့ရတယ်ပေါ့နော်ကိုသုံးလိုက်တဲ့ unit တွေပေါ်ကမူတည်ပြီးတော့တက်လို့ရတယ်နောက်ဒီမှာဆိုလို့ရှိရင် unit 900အထက်လို့ပြောတဲ့အတွက်900တစ်ကစပြီးတော့ unit 9000အထိအကုန်လုံးကို135ကျပ်နဲ့တွက်မယ်ဒါဆိုရင်သူက900အထိကို125ကျပ်လို့သတ်မှတ်ထားဖြစ်တဲ့အတွက်အမတို့က900ထက်ကျော်မှ135ကျပ်နဲ့တွက်လို့ရမှာပေါ့နော်အဲ့တော့ဒီ unit 9000အထိကိုစဉ်းစားလိုက်တဲ့အခါမှာ9000နဲ့လည်းညီရမယ်9000အောင်ရောတဲ့ unit တွေဆိုလို့ရှိရင်ဘယ်လိုတွက်ရမလဲဆိုတော့unit 900အထိကတစ်ဈေးဖြစ်တဲ့အတွက် unit 900ကို125ကျပ်နှုန်းနဲ့ပဲမြှောက်ပါဒီ900ထက်ပိုသုံးလိုက်တဲ့ပမာဏကိုတော့135ကျပ်နဲ့မြှောက်ပါရလာတဲ့အဖြစ်နှစ်ခုမှာပေါင်းလိုက်မယ်ဆိုရင်900တက်နဲ့9000ကြားကဈေးနှုန်းလေးကိုရပါတယ်ဒါမျိုးပုံစံလေးတွက်ရမှာပေါ့နော်အဲ့တော့အမားတို့တတ်မှတ်ဒီမှတ်ထားမှာကကိုသုံးလိုက်တဲ့ unit ထဲကပေါ့နော်သူတတ်မှတ်ဒီကိုသုံးလိုက်တဲ့ unit ထဲကတတ်မှတ်ထားတဲ့ unit ကိုနှုတ်လိုက်မယ်ဆိုရင်ပိုသုံးတဲ့ unit ထွက်လာမှာပေါ့နော်သူကတတ်မှတ်ထားတာ unit 900ဆိုရင်အမားတို့က900ထက်ပိုသုံးလားသိချင်ရင်ကိုသုံးတဲ့ပမာဏတွေက900ကိုနှုတ်လိုက်ရင်900ထက်910ဖြစ်နေမယ်ဆိုရင်ဒီ10 unit ကပိုသုံးတဲ့ unit ပဲဒါမျိုးလေးထွက်လာမှာပေါ့နော်ဒါကသင်္ချာနည်းအရာအရင်ဦးဆုံးစဉ်းစားပြီးကမှ formula ရေးမှာပေါ့နော်ဒါဆိုရင်ဒီသဘောတရားလေးနားလည်သွားပြီဆိုရင်မတော့ဒီမီတာကဘယ်လောက်ကျလဲဆိုတာကိုတွက်လို့ရပြီအဲ့တော့သူ့ရဲ့ console unit လေးကလည်းရှားလာပြီ current unit ထဲက previous unit ကိုနှုတ်လိုက်တော့ console unit သုံးဆွဲတဲ့ unit လေးထွက်လာပြီအဲ့တော့ဒီ unit တွေပေါ်မူတည်ပြီးတော့တွက်မယ်ပေါ့နော်ပထမအဆုံးအမတို့ unit တ unit ကနေ900ချာကိုတွက်မယ်ဒါကြောင့်မလို့ less than or equal 900ဆိုရဲ logical လေးနဲ့တွက်ရမှာပေါ့နော်အဲ့တော့ if function လေးကိုခေါ်လိုက်မယ် equal if control a function argument ခေါ်လိုက်တယ်အဲ့တော့ logical test နေရာမှာ900နဲ့ညီရင်ညီ900အောက်ရောတဲ့ unit မှန်သမျှ125ကျပ်နှုန်းနဲ့ကောက်ပါမယ်ဆိုတဲ့အတွက်မတို့ console unit လေးမှာရှိနေတဲ့ကိုသုံးလိုက်တဲ့ unit ဒီဒါကြောင့် console unit မှာသွားထောက်မယ်နော်အဲ့တော့ပထမအဆုံးနံပါတ်1အတန်းဖြစ်တဲ့ console unit မှာကိုသုံးလိုက်တဲ့ unit ကိန်းဂဏန်းရှိမဲ့ဆဲကွက်လေးကိုသွားထားလိုက်တယ်အဲ့တော့ကိုသုံးဆွဲလိုက်တဲ့ unit ဒီ less than or equal 900 unit နဲ့ညီရင်ညီ900အောက်ရောမယ်ဆိုလို့ရှိရင်ဘယ်လောက်နှုန်းနဲ့တွက်မှာလဲဒီ
ဒီ F4 ဆိုတာကဒီအမားကဒီဟာကိုတွားထောက်ရင်လည်းရရနော်ဒီမှာ leg F4 ဆိုပြီးရိုက်လိုက်ရင်လည်းရတယ်အဲ့တော့ကိုသုံးလိုက်တဲ့ unit လေးကိုဘယ်လောက်နဲ့မြှောက်မှာလဲ125ချက်နဲ့မြှောက်မှာ125ချက်နဲ့မြှောက်ပြီးတော့ဒါက900 unit 900အထိပြီးသွားပြီပေါ့နော်နောက်ဒီမှာ135ချက်နဲ့မြှောက်မဲ့ဟာက900အထက်ဒီ900တစ်ကစပြီးတော့ unit 9000အထိအဲ့တော့သူသတ်မှတ်ထားတဲ့ unit ကိုပဲ logical နည်းအရာစဉ်းစားမှာဖြစ်တဲ့အတွက်9000နဲ့ညီရင်ညီ9000အောင်ရောတဲ့ကိန်းဂဏန်းနေပေါ့နော်ဒါကြောင့်ကိုသုံးဆွဲလိုက်တဲ့ unit ကိုတွက်မယ် if function နောက်တစ်စောင်းရေးရမှာဖြစ်တဲ့အတွက် if function ထပ်ပြီးတော့ခေါ်မယ် if ဆိုပြီးတော့ကြတော့ဒီ equal unit လေးကိုတွားထားလိုက်မယ်ဒီကိုသုံးလိုက်တဲ့ unit က less than or equal 9000နဲ့ညီရင်ညီ9000ထက်9000အောက်ရောမယ်ဆိုလို့ရှိရင်မတို့ကဘယ်လိုပုံစံတွက်ရမှာလဲဆိုတော့ comma ခံမယ်ခွဲစဘယ်လိုတွက်ရမှာလဲဆိုတော့ unit 900အထိကတစ်စေးဖြစ်တဲ့အတွက် unit 900အထိကို125ကျပ်နဲ့ပဲတွက်ပေးပါ900ထက်ပိုတဲ့ဈေးကိုကြတော့135ကျပ်နဲ့တွက်ပေးပါဒါမျိုးပုံစံရှင်းမှာပေါ့နော်အဲ့တော့ unit 900ကို125ကျပ်နဲ့တွက်ပြီးရင်ဘာနဲ့ထပ်ပေါင်းမှာလဲဆိုတော့900ထက်ကျော်နေတဲ့အမောင့်ကိုတော့135ကျပ်နဲ့တွက်လိုက်တဲ့အဖြေကိုထပ်ပေါင်းပေးရမယ်ပေါ့နော်ဒါကြောင့် plus ဆိုပြီးတော့ခွန်းစားဆိုပြီးတော့ဒီမှာ F4 ဆိုတာကကွန်ဆို unit ရှိနေတဲ့ဆဲကွက်လေးတားထောက်လို့မရဘူးဆိုရင်မတို့ကရိုက်လိုက်လို့ရတယ် F4 လေးကိုဒီ F4 ကိုတောင်းလိုက်တဲ့ unit ထဲက900ကိုနှုတ်ပြီးတော့900ကိုနှုတ်လိုက်မယ်ဆိုရင်အမတို့ပို့သုံးတဲ့ unit ရတယ်ကိုတောင်းလိုက်တဲ့ unit ထဲကသူသတ်မှတ်ထားတဲ့ unit 900ကိုနှုတ်လိုက်ရင်ပို့သုံးလိုက်တဲ့ unit လေးရမှာဖြစ်တဲ့အတွက်အဲ့တော့ F4 900လို့ရှိလိုက်တယ်အဲ့တော့သူ့ကိုခွန်းပိတ်လိုက်ရင်အဖြေတစ်ခုထွက်လာမယ်အဲ့ဒီထွက်လာတဲ့အဖြေက900ထပ်ဖို့သုံးတဲ့ unit ဆိုရင်အမတို့က135ချက်နဲ့မြှောက်ပြရမှာ135ချက်နဲ့မြှောက်လိုက်မယ်ပေါ့နော်ပြီးရင်ခွန်းပိတ်လိုက်မယ်ဒါဆိုရင်အဖြေတစ်ခုထွက်လာတယ်ဒီထွက်လာတဲ့အဖြေက unit 900တစ်ကနေ9000ကြားကိုတွက်ထားတဲ့အဖြေလေးပေါ့နော်ဒီ value force မှာရေးလိုက်တဲ့ if function ဒီ unit 900တစ်ကနေ unit 9000ကြားအထိတွက်လိုက်တဲ့အဖြေပေါ့နော်ဒီအပေါ်မှာရေးထားတဲ့ less than or equal 900ဆိုတာက unit တစ် unit ကနေ900ကြားအထိတွက်ထားတဲ့ unit တန်မှုပေါ့နော်အဲ့တော့အမတို့က if function နှစ်ကြောင်းရေးပြီးတော့တွက်ရမယ်ဒါဆိုရင် okay ပြလိုက်တဲ့အခါမှာဒီမှာသူ့ရဲ့တန်ဖိုးအလိုက်သူ့ရဲ့ unit တွေအလိုက်တန်ဖိုးတွေထွက်လာမယ်သူ့ကိုအမတို့ကဒီမှာဆဲကွက်ပထမအဆုံးဆဲကွက်မှာ function ရေးပြီးပြီဆိုရင်နောက်ဆဲကွက်တွေကို face cd ဆွဲချလိုက်အောင်မယ်ဒါဆိုရင်သူ့ရဲ့ unit အလိုက်ဒီမှာတန်ဖိုးတွေထွက်လာရပေါ့နော်ဒီတန်ဖိုးတွေကမှန်ဆိုတာကိုအမတို့ကအရင်ဆုံးစစ်စစ်ကြည့်မယ်ပေါ့နော်ဒီ304 unit ကတော့မှန်ပါပဲဘာလို့လဲဆိုတော့ကြတော့သူက unit 900ရဲ့အောက်မှာဖြစ်နေတဲ့အတွက်125ကျန်နှုန်းနဲ့ပဲတွက်ရမှာပေါ့နော်အဲ့တော့အမတို့စစ်ဆေးရမှာကဒီ900အထက်တွေပေါ့နော်900တက်ကနေ9000ချာ unit တွေကိုမှန်စစ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် unit 1500ဒီမှာ unit 1000ဒါဆိုလို့ရှိရင်900တက်ကနေ9000ချာရှိနေတဲ့ unit တွေပေါ့နော်ဒါတွေကိုမှန်စစ်ကြည့်မယ်ငယ်လို့304လေးကိုလည်းကိုကမကြည့်နဲ့စစ်လို့ရရနော်304လေးကိုလည်း equal 334ကိုသုံးလိုက်တဲ့ unit ကတော့304 unit ပါသူ့ကို125ကျန်နဲ့မြှောက်ပေးရမယ်ဘာလို့လဲဆိုတော့ unit 900အောက်မှာပဲရှိနေတယ်ကိန်းဂဏန်းမလို့ဒါဆိုရင်အနာခောက်လိုက်တဲ့အခါမှာ38000ဆိုတဲ့အဖြေလေးရတယ်သူတွက်လိုက်တဲ့အဖြေကလည်း38000ပဲဒါဆိုရင်မှန်တယ်ပေါ့နော်အဲ့ဒါနောက်တစ်ခုကိုစစ်ကြည့်မယ်နောက်တစ်ခုက unit 1500တဲ့ဒီမှာ unit 1500 unit 1500ဆိုရင်အမတို့က unit 900အထိကတစ်စေး900ထက်ပိုသုံးတဲ့ဟာကတစ်စေးလို့ပြောတဲ့အတွက် unit 900အထိကို125ချက်နဲ့တွက်မယ်900ကို125ချက်နဲ့တွက်လိုက်ပြီးဆိုရင်1000ပဲကျန်တော့မှာပေါ့နော်အဲ့1000ကျန်တဲ့1000ကို135ချက်နဲ့ညှောက်ပြရမယ်1000ကျန်မှဘယ်လိုလုပ်သိရလဲဆိုတော့ကိုသုံးလိုက်တဲ့ unit က1500တွေက900ကိုနှုတ်လိုက်တာအဲ့တော့ကိုသုံးလိုက်တဲ့ unit ထဲကသူသတ်မှတ်ထားတဲ့ unit 900ကိုနှုတ်လိုက်ရင်ပို့ပြီးသုံးတဲ့ unit ထွက်လာတယ်ဒီပုံသင်နည်းလေးကိုနားလည်မယ်ဆိုရင်အမတို့တွက်လို့ရတယ်နော်အဲ့ဒါကြောင့်မလို့ဒီ unit 1500ကိုစစ်ကြည့်မယ် unit 1500ကိုသူကတဲ့900နဲ့ဈေးရတစ်ဈေးဖြစ်တဲ့အတွက် unit 900ကိုတော့125ချက်နဲ့ပဲတွက်ပါဒါဆိုရင်တစ်ဈေးရပြီเนาะနောက်တစ်ခုကကြတော့ပိုနေတဲ့1000ပေါ့နော်900ကိုနှုတ်လိုက်တော့1000ကျန်နဲ့အဲ့ပိုပြီးသုံးဆွဲလိုက်တဲ့ unit 1000ကိုတော့135ချက်နဲ့တွက်ရမယ်တဲ့ဈေးချင်းမတူတဲ့အတွက်ပေါ့နော် equal unit 1000ကိုတော့အမြောက်135ချက်နဲ့တွက်ပါဒါဆိုရင်ဒီနှစ်ခုကိုပေါင်းလိုက်မှအမားတို့က unit 900တက်ကနေ9000ချာစီကိုရမှာပေါ့နော်ဒါကြောင့်မလို့သူတို့နှစ်ခုကိုအမားကပေါင်းလိုက်မယ်သူတို့နှစ်ခုကိုပေါင်းပြီးတော့တွက်လိုက်တဲ့အခါမှာ unit 1500ရဲ့တန်ဖိုး
ထွက်လာပါနော်1,9,900ဒါဆိုရင်အပြည့်မှန်လားသွားဆက်လိုက်တယ်1,9,900မှန်တယ်နော်ဒါက function သုံးပြီးတော့တွက်တာဒါကအမတို့စိတ်တွက်လေးနဲ့တွက်တာပါနော်အဲ့တော့ဒီမှာနောက်တစ်ခုကိုမကျင်တတ်ဘူးဆိုရင်နောက်တစ်ခုထပ်စစ်လို့ရတယ် unit 1000 unit 1000ဆိုလို့ရှိရင်အမတို့က unit 900အထိကတစ်စေးသတ်မှတ်ထားတယ်900အထက်ကတစ်စေးသတ်မှတ်ထားရပေါ့နော်ဒါဆိုလို့ရှိရင်အမတို့က2မျိုးတွက်ရမှာပေါ့နော်unit 900အထိကိုတစ်စေးတွက်ရမယ် unit 900အထိကိုတစ်စေးတွက်ရမှာဖြစ်တဲ့အတွက် equal unit 900အမြောက်125စီးနဲ့တွက်လိုက်တယ်အဲ့တော့ပိုးပြီးသုံးပြီးတဲ့900ကိုတော့ဒီ1000နဲ့900နှုတ်လိုက်တော့900ကျန်တယ်လေအဲ့တော့ပိုးပြီးသုံးလိုက်တဲ့900ကိုတော့135ချက်နှုတ်နဲ့တွက်ရမယ် equal 900အမြောက်135ဒါဆိုရင်အဖြေတစ်ခုထွက်လာမယ်အဲ့တော့ဒီနှစ်ခုကိုပေါင်းလိုက်မှ900အထက်သုံးဆွဲတဲ့ unit တန်မိုးလေးကအမတို့ရဲ့လျှက်စစ်မီတာကအဖြေထွက်လာမယ်3,300ပေါ့နော်ဒါဆိုရင် unit 1000သုံးတဲ့နေရာမှာအဖြေမှန်သွားကြည့်လိုက်မယ် unit 1000မှာ3,300ဒါဆိုရင်မှန်သွားပြီပေါ့နော်အဲ့တော့အမတို့ကဒီစဉ်းစားတဲ့သဘောလေးကိုနားလည်ရင်ရပြီပေါ့နော်အဲ့တော့သူစဉ်းစားတာကဒီအပေါ်ပိုင်း125ချက်ကတော့ဘာမှစဉ်းစားကြမလို့900နဲ့ညီ900အောင်ငယ်တဲ့ unit မှန်သမျှ125ချက်နဲ့ပဲတွက်မယ်နောက်ဒုတိယအကြောင်းမှာရေးလိုက်တဲ့ if function ကကြတော့900ကျော်သွားတယ်900တစ်ကစားမယ်9000ထိလို့ပြောတဲ့အတွက်အဲ့တော့9000နဲ့ညီ9000အောက်ရောတဲ့ကိန်းဂဏန်းမှန်သမျှကို unit 900အထိကတစ်စီဖြစ်တဲ့အတွက်900နဲ့125နဲ့မြောက်တာကတစ်စီနောက်900ထပ်ပို့သုံးလိုက်တဲ့အမောက်900ထပ်ပို့သုံးလိုက်တဲ့အမောက်ကိုခွဲစားကွက်ပိတ်လေးတွေမှာသိချင်တဲ့အတွက်ကိုသုံးလိုက်တဲ့ unit 10ခွက်ရှိတဲ့ F4 လေးတွေက900ကိုနှုတ်ပြီးတော့ရလာတဲ့အဖြေရလာတဲ့အဖြေကပို့သုံးတဲ့ unit ပေါ့နော်ရလာတဲ့အဖြေကို135ချက်နဲ့မြောက်မယ်ဒါဆိုရင်ဒီနှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်အမတို့က unit 900အထက်ပို့ပြီးတော့ကိုသုံးလိုက်တဲ့တန်မိုးလေးထွက်လာရပါတော့ဒါဆိုရင် electricity charges တွေရပြီမီတာကတွေထွက်လာပြီမီတာကတွေထွက်လာပြီဆိုလို့ရှိရင်သူက service charges ပေးရတာရှိတယ် service charges 900ပေးရတယ်ပေါ့နော်ဒါဆိုရင်900ပေးရတယ်ဆိုရင်အမတို့ကဒီ service charges ပါထပ်ပြီးတော့ကောက်ပေးရတယ်။ဒါကြောင့်ပေးပဲပေးမှာဆိုလို့ရှိရင်သူ့ကိုဒီ electricity charges ပေါ့နော်။မီတာခကို plus 900နဲ့ပေါင်းပေးရတယ်။ဒါဆိုလို့ရှိရင်သူကပေးပဲပေးလေးကြာလိုက် face လေးစလိုက်တဲ့အခါမှာဒါသူ့ရဲ့ပေးရမယ်မီတာခပေါ့နော်။အဲ့တော့မီတာခတွက်ရတဲ့ဟာလေးကလွယ်သလိုစဉ်းစားရတာလေးလည်းရှိရပါတော့အဲ့တော့ကိုကဒီမှာဒီ format လေးကိုတိတ်ပြီးတော့ကြတော့နားမလည်သေးဘူးဆိုလို့ရှိရင် if function နဲ့ logical function လေးကိုအရင်ဆုံးကြည့်လိုက်မယ်ပေါ့နော်သူက if function နှစ်ကြောင်းရေးထားတာဖြစ်တဲ့အတွက်နည်းနည်းတော့မျက်စိရှုပ်တယ်လို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့သေချာကြည့်လိုက်မယ်ဆိုရင်တော့ဒီမီတာကတွက်ရတာလေးကလွယ်ပါတယ်အဲ့တော့အားလုံးနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးများတင်ပါတယ်